America စစ်တပ်ကလည်းဟိုဘင်္ဂလားဖက်ကိုတွားပြီးတော့အေရှားဖက်ကိုတွားပြီးတော့ဘာမှလူပါသွားဝစရာအကြောင်းမရှိဘူးကလားတွေနဲ့ပေါင်းပြီးတော့မှဥမာအဖြစ်ရိုဟင်ဂျာတွေအတွက်နိုင်ငံတစ်ခုထူထောင်ပေးဖို့ဆိုပြီးတော့မှတွားပြီးတော့လူပါသွားဝပြီးတော့မှဟိုမောင်ဘတ်တန်တို့ဟိုချန်ဒရာဘော့စ်တို့ကန်ဒီတို့လက်ထက်တုန်းကလူမျိုးသမိုင်းကိုတွားရေးစရာအကြောင်းမရှိဘူးကလားတွေကလည်းရေးဖို့အတွက်စူးစမ်းစရာမလိုပန်ချက်တွေကလည်းဟိုပါကီနဲ့အိန္ဒိယနဲ့ရက်ဖြတ်တယ်လို့ဘာလို့နဲ့မြန်မာပြည်ကိုတချမ်းထပ်ယူဖို့အတွက်ကိုဒီလိုစူးစမ်းစရာအကြောင်းလဲဘာမှမရှိဘူးဘာဖြစ်လဲဆိုအရင်တုန်းကသမိုင်းဟာလဲသမိုင်းတွေပြီးသွားခဲ့ပြီဒီသမိုင်းတွေကလည်းတိတ်ကြီးပြီးတော့မှသင်ခန်းစာတွေပေးထားခဲ့တယ်စင်ကာပူနဲ့ဗမာပြည်ထိကအဲ့ဒီမဘတ်တန်နဲ့နေသားကြီးတို့ဘယ်လိုမျိုးလှုပ်သွားခဲ့တယ်ဆိုတာပဲဖြစ်တယ်တမိုင်းကပြောပြထားပြီးသွားပြီအခုအဲ့ဒါတွေသင်ခန်းစာယူလို့ရပြီပြီးရသိဖို့လှုပ်လောက်ပြီနောက်ထပ်ပြီးမဖြစ်စေနဲ့ရိုဟင်ဂျာဆိုတဲ့အခုရိုဟင်ဂျာတွေမှာနေစရာမရှိဘူးဘာဖြစ်လို့လဲဆိုရင်သူတို့အရင်တုန်းကပါကီဖက်ကပန်ချက်တွေထွက်ပြေးပြီးအခုအဲ့လိုမျိုးတမယ်တွေကျူလီယာတွေပန်ချက်တွေအိန္ဒိယတွေအဲ့ဒီဖက်မှာရှိနေတယ်ဆိုတော့သူတို့အဲ့ဒီဖက်မှာနေရထပ်ခွဲပေးမယ်ဟေ့ဆိုရင်နေရခွဲပေးစရာမလိုဘူးဟိုးဂျော်ဂျီယာရုရှားနဲ့ဇက်ကိုပြတ်ပို့ပေးလိုက်အဲ့ဒီဖက်မှာသူတို့ရဲ့နေရကအဲ့ဒီဖက်မှာပဲပါကစ္စတန်ပြီးတော့တာလီဘန်အဲ့ဒီဖက်မှာသူတို့တွန်းနေနိုင်တယ်ရိုဟင်ဂျာတွေနေရနိုင်ငံတစ်ခုပြန်ပြီးတော့ပြန်လှုပ်ပေးမယ်ထူထောင်ပေးမယ်အမေရိကအနေနဲ့လူပေါဝပြီးတော့မှကလားတွေနဲ့ပေါင်းပြီးတော့တစုံတစ်ခုပြုတ်လုပ်ချင်တယ်ဟေ့ဆိုရင်ဂျော်ဂျီယာနဲ့ဇက်ရုရှားနဲ့ဇက်ကိုလောလိုက်အဲ့ဒီမှာသွားပြီးတော့နိုင်ငံထူထောင်ပေးလိုက်ပြီးသွားပြီမြန်မာပြည်ပိုင်းဖက်မှာနောက်ထပ်ကလားနိုင်ငံတစ်ခုထပ်ပြီးတိုးလာတယ်ဆိုတာမျိုးတွေမဖြစ်စေနဲ့တော့ဘာဖြစ်လဲဆိုတော့ပြဿနာဟာအလော့များပြီးတော့ကျုပ်တို့တွေလည်းတစက်ခတ်ဖြစ်ခဲ့တာများပြီ